မင်္ဂလာပါခင်ဗျာ Excellence မှာကြိုဆိုပါရစေ Excellence English ဘာသာစကားသင်တန်းမှာအင်္ဂလိပ်ဘာသာစကားလေ့လာသူများအတွက်အကျိုးရှိစေမယ့်အစီအစဉ်တစ်ခုနဲ့မိတ်ဆက်ပေးကြပါရစေခင်ဗျာအဲ့ဒီအစီအစဉ်ရဲ့နာမည်ကတော့ Zero Jet English ဖြစ်ပါတယ်ဒါဆိုရင် Zero Jet English ဆိုတာဘာလဲ Zero Jet English ဆိုတာအင်္ဂလိပ်ဘာသာစကားကိုပညာဒါနအနေနဲ့ online ပေါ်ကနေမျှဝေပေးသွားမယ်အစီအစဉ်ဖြစ်ပါတယ်ဘယ်လိုတွေမျှဝေပေးမှာလဲ Excellence English Language Class Facebook page TikTok YouTube channel တွေမှာ video clip တွေပုံမှန်မျှဝေပေးပြီးတော့သင်ကြားပေးသွားမှာဖြစ်ပါတယ်ဘာတွေမျှဝေပေးမှာလဲအင်္ဂလိပ်ဘာသာစကားကိုအခြေခံအဆင့်နည်းစနစ်တွေနဲ့လေ့ကျင့်အောင်မဲ့ပုံစံတွေကိုအရင်ဆုံးမျှဝေပေးသွားမှာဖြစ်ပါတယ်။ကဏ္ဍအားဖြင့်တော့၃ခုပါဝင်မှာဖြစ်ပါတယ်။နံပါတ်၁ကအတန်အတွက်ပြီးတော့အပိဒံကြည့်ပုံ။နံပါတ်၂ကအထွေထွေဘုဒ္ဓအနေနဲ့ဇဝေဇဝါမအသေးချာဆိုတဲ့အစီအစဉ်ကလေးကိုမျှဝေပေးသွားမှာဖြစ်ပါတယ်။နံပါတ်3ကတော့စာကြောင်းတိဆောက်ပုံနည်းစနစ်တွေကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ခင်ဗျာဒါဆိုရင်ဒီအစီအစဉ်ကဘယ်သူတွေကိုအဓိကထားပြီးယူရထားတာလဲဆိုနံပါတ်1ကသင်တန်းတက်ဖို့တည်တဲ့အချိန်မပေးနိုင်တဲ့သူတွေနော်နံပါတ်2ကသင်တန်းတက်ခြင်းပဲမဲ့လည်းသွားရေးလာရေးအခက်အခဲရှိသူတွေနံပါတ်3ကသင်တန်းတက်ဖို့ငွေကြေးဆိုင်ရာအခက်အခဲရှိသူတွေနော်အဲ့လိုလူတွေကိုကျွန်တော်တို့အဓိကထားယူရပါတယ်အစီအစဉ်ရဲ့အားသာချက်တွေနဲ့အားနည်းချက်တွေကဘာတွေလဲအားသာချက်တွေကတော့တီးသန့်အချိန်ပေးစရာမလိုပဲကိုအားလက်ချိန်မှာလေ့လာလို့ရပါတယ်နံပါတ်2ကသင်တန်းကိုသွားရတဲ့ကုန်ကျစရိတ်တွေအချိန်တွေပြီးတော့ပင်ပန်းမှုတွေလည်းမရှိနိုင်တော့ပါဘူးနံပါတ်3ကသင်တန်းကြီးအတွက်ကုန်ကျစရိတ်လည်းမရှိပါဘူးနံပါတ်4ကမိမိပြန်လဲသိလို့သမျှကိုလည်းစိတ်ကြိုက်ပြန်ကြည့်ပြီးမှတ်သားနိုင်ပါတယ်ခင်ဗျာဒါဆိုရင်အားနည်းချက်တွေကရောအားနည်းချက်တွေကတော့ဗီဒီယိုတွေဆိုတော့မျှဝေပေးထားတဲ့ပုံစံအတိုင်းပဲပုံသေးဖြစ်နေတဲ့အတွက်သိမရှင်းတဲ့အခါမျိုးတွေမှာသင်တန်းထဲမှာလို့တိုက်ရိုက်ထားပြီးတော့မေးတာမျိုးမရနိုင်ပါဘူးနံပါတ်2ကဗီဒီယိုတွေကမိနစ်ပိုင်းပဲဆိုတော့သင်ယူရတာကအတန်းထဲမှာတော့အချိန်မရတဲ့အတွက်လေ့လာရတာနှေးကွေးမှုရှိနိုင်ပါတယ်နံပါတ်3ကတော့ပိုပြီးထိရောက်စေတဲ့လေ့ကျင့်မှုတွေအခန်းတွင်းလေ့ကျင့်မှုတွေပေါ့နော်အဲ့ဒါတွေကိုလှုပ်ဆောင်လို့မရပါဘူးဘယ်လိုဟာမျိုးလဲဆိုရင် pair talking လို့ talk show group work တွေအဲ့ဒါမျိုးတွေကိုတော့အတန်းတွင်းမှာလို့directလေ့ကျင့်တာမျိုးမရှိနိုင်ဘူးနော်ဒါပေမဲ့လည်းအိမ်မှာဘယ်လိုကိုတယောက်တည်းဆိုရင်ဘယ်လိုမျိုးလေ့ကျင့်ရမလဲဆိုတဲ့ဟာတွေကိုတော့အကောင်းဆုံးမျှဝေပေးသွားမှာဖြစ်ပါတယ်နံပါတ်4ကတော့အတန်းတွင်းစစ်ဆေးမှုတွေဥပမာ tutorial တွေပေါ့နော်ပြီးတော့စာမေးပွဲ exam တွေမရှိတော့ဘူးဆိုတော့ရေးချင်းတက်လာလားမတက်လာလားဆိုတော့ကိုစစ်ဆေးဖို့ကိုယ်တိုင်ပဲစစ်ဆေးရမှာဖြစ်ပါတယ်ဒါပေမဲ့လည်းကိုယ်တိုင်ဘယ်လိုစစ်ဆေးရမလဲဆိုတဲ့ပုံစံတွေကိုမျှဝေပေးသွားမယ်အပြင်သင်ခန်းစာတစ်ခုပြီးတိုင်းမှာ exercise တွေကအမြဲတမ်းပါဝင်နေမှာဖြစ်လို့ခါခါပြန်ပြီးလေ့ကျင့်မယ်ဆိုရင်အရေးချင်းကမတိုးတက်စရာမရှိပါဘူးဒါဆိုရင်ဒီ video clip တွေတင်ပေးမယ့်နေ့တွေကဘယ်နေ့တွေဖြစ်မလဲပေါ့နော်video clip တွေတင်ပေးမယ့်နေ့တွေကတော့ကျွန်တော်တို့ကအင်္ဂါဗုဒ္ဓကြာသပတေးကိုတစ်စုံပေါ့နော်ပြီးတော့တောက်ကြစနေတနင်္ဂနွေကိုနောက်တစ်စုံတနင်္လာနေ့ကတော့ကျွန်တော်တို့နားရက်ဖြစ်ပါတယ်အဲ့တော့အင်္ဂါမှာကျွန်တော်တို့အတန်တွက်နဲ့အပိဒံကြည့်ဖို့ဗုဒ္ဓဟူမှာကဇဝေဇဝါမတေချာအဲ့ဒါလေးတွေကိုညှောင်းလို့ပေါ့နော်အဲ့တော့ဇဝေဇဝါတေချာဒီနည်းနည်းလေးဤလာရင်တော့ sentence patterns တွေအဲ့နေရာမှာစာထုတ်သင်ပေးမှာဖြစ်ပါတယ်။နောက်ကြာသပတေးနေ့ကတော့စာကြောင်းတိဆောက်ပုံ theory တွေပေါ့နော်။ဤစနစ်တွေပေါ့။အဲ့ဒီစနစ်တွေကိုကြာသပတေးနေ့ပေါ့။အဲ့နောက်တောက်ကြနေကြတော့အတန်တွက်အပိဒံကြည့်ပုံပြန်ဖြစ်မယ်။နောက်စနေနေ့ကျတော့ဇဝေဇဝါမအတေချာနောက်တနင်္ဂနွေကျတော့စာကြောင်းတိဆောက်ပုံနည်းစနစ်တွေနဲ့ကျွန်တော်တို့အဲ့တစ်စုံ alternatively ဒီထက်ခါကျွန်တော်တို့အပတ်စဉ် part ဒီ
ဒီကန္တာနေအစိတ်ပိုင်း chapter တွေ unit တွေနဲ့ကျွန်တော်တို့သင်ပေးသွားမှာဖြစ်ပါတယ်အဲ့တော့အင်္ဂလိပ်စာကိုကြိုက်တဲ့အချိန်ကိုကြိုက်တဲ့နေရာမှာအခမဲ့လေ့လာနိုင်မှုအတွက်စီစဉ်ထားတဲ့အစီအစဉ်လေးဖြစ်လို့အားလုံးအတွက်အကျိုးရှိမယ်လို့လည်းညွှန်လင်းမိပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ